တာဘိုတွေမကြာခဏပျက်စီးရတာဘာကြောင့်လဲအားလုံးပဲမင်္ဂလာပါရှင် Real Power Trading Company ရဲ့ TikTok Channel နဲ့ Facebook Page Comment တွေမှာဆက်ရန်များကြီးများနဲ့ပတ်သက်ပြီးမေးမြန်းထားတဲ့မေးခွန်းလေးတွေကို Real Power Trading Company မှာ Product Engineer ကိုရဲနိုင်ဦးမှဖြေကြားပေးသွားမှာဖြစ်ပါတယ်ရှင်ကိုရဲနိုင်မင်္ဂလာပါရှင်မင်္ဂလာပါမညီမတို့ Real Power ရဲ့ဒီ Channel တွေမှာတာဘိုတွေခဏခဏဘာကြောင့်ပျက်စီးသလဲဆိုပြီးတော့လာမေးထားတာလေးတွေရှိပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဖြေကြားပေးပါအောင်ရှင်ခုမေးတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုတော့ဒီတာဘိုချာချာတွေကဒီပျက်စီးတာများတာဒီအင်ဂျင်ဝိုင်အယောင်နေတာအင်ဂျင်ဝိုင်လုံလောက်မရရှိတာကြောင့်ဖြစ်တာများတယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ဒီဆက်နိုးတဲ့အခါမှာဆက်နိုးပြီဆိုတာနဲ့ချက်ချင်းလေးပါမတင်သေးပဲနဲ့ဒီမော်နီတာမှာရှိတဲ့အင်ဂျင်ဝိုင်မီပျောက်မပျောက်အရင်ဆုံးစစ်ဆေးပေးဖို့လိုအပ်ပါအင်ဂျင်ဝိုင်မီမပျောက်သေးပဲနဲ့လင်းနေအောင်ဆိုရင်တော့ဒီဆက်ကိုရက်ပြီးတော့ဒီအင်ဂျင်ဝိုင်တက်မတက်ပြန်လဲစစ်ဆေးပြီးတော့ပြင်ဆင်စရာရှိတာတွေကိုအရင်ဆုံးပြင်ဆင်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအကိုနောက်ထပ်တာဘိုကိုပျက်စီးစေနိုင်တဲ့အကြောင်းရင်းလေးတွေရှိရင်လည်းဝေးမျှပေးပါအောင်ရှင်နောက်ထပ်ဖြစ်နိုင်ရရှိရရတော့အများကြီးပဲပေါ့နော်အဲ့ထဲမှာအများဆုံးဖြစ်နိုင်တာကတော့အင်ဂျင်ဝိုင်ထဲမှာအမှုံမွားတွေပါတာကြောင့်ဒါဖြစ်နိုင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီတာဘိုတစ်လဲတဲ့ချိန်မှာဆိုရင်ဒါအင်ဂျင်ဝိုင်ကြိုထည့်မယ်ဆိုရင်ဒီအင်ဂျင်ဝိုင်အစ်စ်ကိုပဲဂီယူဆိုင်ပြီးတော့ကြိုထည့်တင်ပါတယ်ဒါမှမဟုတ်ရင်လည်းဒီတာဘို manufacturer ကိုယ်တိုင်ထုတ်ပေးထားတဲ့ဒီပေလူဝိုင်ကိုပဲဒါ queue site ပြီးထည့်ပေးတင်ပါတယ်အင်ဂျင်ဝိုင်အဟောင်းနေတဲ့ဒီပြန်ပြီးတော့စီကြိုထည့်ရမျိုးမလုပ်တင်ပါဘူးနောက်ပြီးတော့ဒီအင်ဂျင်ဝိုင် filter နဲ့အင်ဂျင်ဝိုင်ကိုလည်းဒီပုံတမတ်နိုင်တိုင်းတက်မတ် queue site ပြီးတော့လဲလှည့်ပြီးတော့တုံးဆွဲမယ်ဆိုရင်ဒါအဆင်ပြေပါတယ်နောက်ထပ်ဖြစ်နိုင်ခြေရရှိသေးရပေါ့နော်ဒီတာဘိုလေးပိုက်တွေတာဘိုတဲ့ဝင်တဲ့လေးပိုက်တွေမှာအပေါက်ရဲဖြစ်ပြီးတော့အဲ့ကနေပြင်ပကနေရှိတဲ့ဖုံမုံတွေအရာဝတ္ထုတွေဒါမှမဟုတ်လည်းအမိုက်တွေအဲ့ဒါတွေဝင်လာပြီးတော့ဒီတာဘိုလည်းပျက်စီးသွားစေနိုင်ပါတယ်ဟုတ်ကဲ့ပါကိုဒါဆိုရင်တာဘိုတွေမကြာခဏမပျက်စီးရအောင်ပေါ့နော်ဘယ်လိုမျိုးကြိုတင်ကာကွယ်လို့ရမလဲဆိုတာလေးလည်းပြပြပေးပါအောင်ရှင်တာဘိုတွေမကြာခဏမပျက်စီးအောင်ဆိုရင်ဒါစစ်ဆေးပေးရမယ့်ပိုင်းတွေရှိရပေါ့နော်ဒီစမနိုးခင်မှာရောစနိုးပြီးရောဒါလိုက်လံစစ်ဆေးပေးရမယ့်နေရာတွေရှိရပေါ့အဲ့ဒါရပါလဲဆိုဒီစနိုးကြီးဆိုရင်လည်းဒီချက်ချင်းလေးပါမတင်နေပဲနဲ့အင်ဂျင်ဝိုင်မီလင်းနေလားစစ်ဆေးပေးရပါမယ်နောက်ပြီးတော့အင်ဂျင်နာမှန်လေးပိုက်တွေအင်ဂျင်ဝိုင်ပိုက်တွေစီယိုစိမ့်လေယိုစိမ့်ရှိနေတာစစ်ဆေးပေးရပါနောက်ပြီးတော့အရေးကြီးတာဒီစနိုးပြီးရနဲ့ချက်ချင်းလေးပါမတင်နေပဲနဲ့3မိနစ်လောက်လိုအပ်တဲ့လေးနဲ့လေးပါနေဆုံးမှထားပြီးမှဒီလေးပါတင်လာရဲ့နောက်ပြီးတော့ဆက်ရက်တဲ့ခါမှာဆိုရင်လည်းလေးပါမချဘဲနဲ့ချက်ချင်းတော့ပိတ်ပြတာဆက်ရက်ပြတာမျိုးမလုပ်သင့်ပါဘူးဆက်ရက်မယ်ဆိုရင်လည်းဒီလေးပါကိုအနေဆုံးမှချပြီးတော့မှဒီလိုအပ်တယ်မှာ3မိနစ်လောက်ထားပြီးဒါဆက်ရက်ပေးဖို့လိုအပ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီတာဘိုချာချာရဲ့ဒီအမြန်နှုန်းကလေပတ်နှုန်းက1မိနစ်မှာဒီ3သိန်းခွဲအပိတ်3သိန်းခွဲကနေ2သိန်းခွဲလောက်အထိရှိနေနိုင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီဆက်ရက်လိုက်တဲ့အခါမှာဆိုရင်အင်ဂျင်ဝိုင်ပန့်လုံးမလုပ်တော့ဘဲနဲ့ဒီတာဘိုချာချာမှာဒီအင်ဂျင်ဝိုင်ငတ်ပြီးတော့ဒီပျက်စီးတာမျိုးတွေဖြစ်သွားနိုင်ပါတယ်အဲ့ကြောင့်မလို့အပေါ်မှာကျွန်တော်ပြောခဲ့တဲ့ချက်တွေကိုတစ်ချက်ချင်းသတိထားပြီးတော့လှုပ်ဆောင်မယ်ဆိုရင်ဒါကိုခဏပျက်စီးတာမျိုးဒါ short ချနိုင်မှာဖြစ်ပါတယ်အခုလိုဖြေချပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကိုဟုတ်ကျေးဇူးပါဆက်ရန်နေရာကြီးများနဲ့ပတ်သက်ပြီးနောက်ထပ်သိရှိလိုတဲ့အကြောင်းအရာများရှိရင်အခုဗီဒီယိုရဲ့ comment အောက်မှာမေးမြန်းနိုင်ပါတယ်ရှင်မေးမြန်းထားတဲ့မေးခွန်းတွေကိုနောက်ဗီဒီယိုတွေမှာဖြေကြားသွားမှာဖြစ်လို့ Real Power ရဲ့ social media channel တွေဖြစ်တဲ့ Facebook page နဲ့ YouTube channel တွေကို like and subscribe လုပ်ဖို့မမေ့ပါနဲ့เนาะနောက်ဗီဒီယိုမှာကြံတွေ့ပါမယ်ရှင်